ရှိရှိတုန်းကတောင်တန်းကြီးတွေရဲ့အောက်ခြေမှာတာယာလှပတဲ့ရွာလေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာမှာအောင်အောင်လို့ခေါ်တဲ့ရိုးသားတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ဒီနေ့တော့အောင်ဟာတိုးရိတ်ကိုထင်းခွေသွားရင်စမ်းကြောင်းလေးပြီးမှအယောင်တလက်လက်နဲ့ထူးဆန်းတဲ့ကြောက်တုံးလေးတစ်တုံးကိုတွေ့လိုက်ရတယ်။အဲ့ဒီကြောက်တုံးကတခြားကြောက်တုံးတွေနဲ့မတူပဲအလွန်လှပပြီးကင်လိုက်ရင်ရွေးထွေးတဲ့ခံစားချက်ကိုပေးပါတယ်။ဒါကြောင့်အောင်ကအဲ့ကြောက်တုံးလေးကိုအိမ်ကိုယူလာခဲ့တာပေါ့။အိမ်ပြန်ရောက်တဲ့အခါအောင်ကဒီကြောက်တုံးလေးသာရွှေတုံးကြီးဖြစ်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်နက်အံ့ဩစရာပဲ။ကြောက်တုံးလေးကတကယ်ရွှေတုံးကြီးဖြစ်သွားပါလေရော။အောင်ဟာအယမ်းဝမ်းသာသွားပြီးသူလိုချင်တဲ့အဝတ်အစားတွေမုတ်တွေအများကြီးကိုအဲ့ကြောက်တုံးစီကနေတောင်းဆိုလိုက်ပါတော့။ဒါပေမဲ့မကြခင်မှာပဲတရင်ကရွာထဲကိုပြန့်နှံ့သွားပြီးလူတွေကအောင်စီကိုစုပြုံရောက်လာကြပါတယ်။ငါ့ကိုမြင်းတစ်ကောင်ပေးပါငါ့ကိုအင်ကြီးတစ်လုံးပေးပါဆိုပြီးတူးနဲ့တူအလူရက်တောင်းဆိုကြရင်ရွာလေးရဲ့အေးချမ်းမှုဟာပြတ်ပြားသွားပါတော့တယ်။ရွာသားတွေဟာအရင်လိုအလုံးမလုံးကြတော့ပဲမှော်ကြောက်တုံးစီကနေပဲအလွယ်တကူတောင်းဆိုနေကြတော့တယ်။အချင်းချင်းလည်းမနာလိုမှုတွေညှင်းခုန်မှုတွေဖြစ်လာကြတယ်။ဒါကိုကြည့်ပြီးအောင်ကအရန်ကိုစိတ်မကောင်းဖြစ်သွားတယ်။ငါရဲ့ကြောက်တုံးလေးကလူတွေကိုပျော်ရွှင်စေမယ်ထင်ခဲ့တာ။အခုတော့လူတွေဟာလောဘစောတွေနဲ့တယောက်ကိုတယောက်ရန်သူတွေလိုဖြစ်ကုန်ကြပြီလို့တွေးမိတာပေါ့။နောက်ဆုံးမှာတော့အောင်ဟာကြောက်တုံးလေးကိုကင်ပြီးဒီကြောက်တုံးလေးကိုအရင်လိုတာမန်ကြောက်တုံးလေးပဲပြန်ဖြစ်သွားပါစေလို့ဆုတောင်းလိုက်ပါတယ်။မော်ကြောက်တုံးဟာချက်ချင်းပဲရိုးရိုးကြောက်တုံးလေးပြန်ဖြစ်သွားပါတော့တယ်။ရွာသားတွေလည်းသူတို့ရထားတဲ့ပစ္စည်းတွေပျောက်ဆုံးသွားတဲ့အခါမှာပဲမိမိတို့ရဲ့ကိုယ်ပိုင်စ조사အထောက်မှုကသာအတီးမြဲဆုံးဆိုတာကိုနားလည်သွားကြပါရဲ့။အောင်လေးကြောက်တုံးလေးကိုစမ်းကြောင်းလေးပြီးမှပဲပြန်ထားခဲ့လိုက်တယ်။ကဲကလေးတို့ရေဒီပုံမြင်လေးကနေပေးချင်တဲ့သင်ခန်းစာလေးကတော့ကိုယ့်အရေးချင်းစစ်မှန်တဲ့ရှာဖွေမှသာတည်မြဲပြီးလောဘကြီးပြီးမတရားလိုချင်ဒုက္ခရောက်တတ်တယ်ဆိုတာပါပဲ။နောက်ထပ်အခုလိုပုံမြင်လေးတွေနားထောင်ဖို့ Storyland Channel လေးကို Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။